အသေးရွက်လေးတွေဆေးနေပါပြီတခြားဆေးအပေါ်အောင်နှံ့အောင်ဆေးလက်ကလေးနဲ့အောက်ကိုနှံ့အောင်ဆေးအောက်ကဟာရရောအေးဟုတ်တယ်အဲ့လိုမျိုးလေးတွေဆေးရတယ်ဟုတ်တယ်အပေါ်ကဟာကိုအောက်ကိုထားအောက်ကဟာအပေါ်ကိုထားချက်လေးဆေးအဖေကဘာလုပ်နေရလဲခုဟမ်အသီးအရွက်တွေကိုဆေးနေတာအသီးအရွက်တွေကိုဆေးနေတာအရွက်လေးတွေဆေးပါမယ်ဒီလက်ကလေးနဲ့အပေါ်အောက်နှံပြီးဆေးလေကလေးလေးကတီးရွက်တွေစားရနော်အတီးရွက်စားရင်ဘာဖြစ်လဲသမီးယောဂကောင်းတယ်ယောဂဟုတ်တယ်ယောဂကင်းတယ်နော်ယောဂကာကွယ်တယ်ကျမရင်နဲ့ညီညွတ်တယ်ပူတာအမိုးတချမ်းတားတဲ့တိုင်ဟုတ်လားတက်သွန်ဖြူလေးကဘာဖြစ်လဲသမီးတက်သွန်ဖြူလေးကတက်သွန်ဖြူရှိရောတက်သွန်ဖြူရတာရှိလားတက်သွန်ဖြူလေးရတာရှိတယ်တီးရွက်ကြော်ကြတော့ချက်သွန်ဖြူလေးရတာရှိတယ်ဟုတ်ပါကောင်းတာဆောင်းတပီးတာစတာကြဟုတ်လားမမတော့ကားစားကြတော့ဟုတ်တယ်ကလေးလေးကချက်သွန်ဖြူလေးလည်းကြိုက်တယ်အရွက်ကြော်လေးလည်းကြိုက်တယ်မေတလေးကဟုတ်ပါခမစနာအိုးရှိနော်တတ်တော့နုကတဲရလာပါဟုတ်တယ်ပြည့်ချင်းစားအမလေးပကအကြီးပါသမီးရပြည့်စားပါတခုချင်းယူစားပါအမလေးဟာပကအကြီးကိုမတာအကြီးလေးတောက်ချင်တာအကြီးလေးတောက်ချင်တာကလေးရအမလေးဟုတ်ပါရတယ်ပြီးမှအင်ကြီးလေးလိုက်မယ်မမရတယ်ကိစ္စမရှိဘူးပေးသွားလိုက်ရတယ်အင်ကြီးလဲလိုက်ရင်အဆင်ပြေတယ်ပြည်သားပါလဲလိုက်ရင်အဆင်ပြေပါတယ်ဆိုတော့မပို့ပြီးတော့လုပ်လိုက်ရရွက်ကလေးစားအရေးလေးတွေတောက်လို့ကောင်းလို့လားမနေဟုတ်ပါပြည်သားပါဇက်ထဲမှာတီးမယ်အရေးတွေဟိုဖြစ်မယ်ပကံတီးတီးနဲ့စားတော့မဟုတ်ပကံကြီးတဲ့ဟာယူစားတော့လေအဲ့လိုဖိတ်ပြီးတော့ကဲရပြီအရွက်ကလေးပဲစားတော့အရွက်စားပြီးမှအရွက်ကလေးစားတော့လာဟုတ်တယ်အဲ့လိုတော့ပါလေးတော့လာလို့ပစကလေးတော့လာကဲဟုတ်ပြီအရွက်ကလေးနည်းနည်းပဲကျန်တော့တယ်ခလေးလေးစားပြမှာမလေးဟုတ်တယ်ကလေးအရွက်ကလေးတွေနည်းနည်းပဲကျန်တော့မယ်ဟုတ်တယ်ဟဲကောင်းလိုက်တာအရွက်ကလေးကဘယ်သူကြော်ပေးတာတော့ဒီအရွက်ကလေးကဘယ်သူကြော်ပေးတာလဲသမီးကိုပပကြော်ပေးရလားပပကြော်ပေးရဆောင်းကလည်းစစ်တော့ဖြစ်တယ်ဟုတ်တယ်သမီးကဆေးတယ်ဆေးပြီးတော့ကကြီးလင်းလည်းညှက်တယ်ပြီးရင်ဆေးတယ်သမီးကလုပ်ပေးတာနော်ပပကကြော်ပေးတာပိတက်တာဟုတ်လားအရွက်ကလေးတွေအပေါ်ကိုရောက်နေလို့ပြီးဆိုပြီးအပေါ်ဖိလိုက်တာဟုတ်ပါအပိတက်တာတီဗီဝါကတာချက်သွန်ဖြူလေးကိုဓာပြရိုက်တာဟုတ်တယ်ချက်သွန်ဖြူလေးအပေါ်ကနေဖိတာဓာပြရိုက်တာဟုတ်တယ်ချက်သွန်ဖြူလေးကိုလည်းသမီးကဖိပြီးတယ်ဟုတ်တယ်အပေါ်ကနေပြီးတော့တော့ရှာရဘယ်လိုလဲရတယ်ကိစ္စမရှိဘူးအင်ကြီးဆိုရလဲမမအတိတ်တစ်ထည်လဲပြီးမှာပေါ့နောက်တစ်ထည်လဲမှာပေါ့ထမင်းစားပြီးရင်လက်တွေပါလေးဆေးပါးစပ်တွေပါလေးဆေးပြီးလို့ရှိရင်အင်ကြီးလဲမယ်လေโอเคတော့ကြရလို့ခက်ခဲရရောမပေသွားတယ်ဟာဟင်းနဲ့နေဆွဲနေမှာပေါ့ခန္ဓာကိုယ်မှာအားကြောင့်မလို့အင်ကြီးလဲလိုက်မယ်လေနော်
ဝါကုန်သွားပြီဘယ်လိုပြောရမလဲစားပြီးပြီဆိုတော့ Potato tomatista. ကိုချစ်စမဒေးစတာဟုတ်ပါပြီတီရှူလေးနဲ့တော့လိုက်ပါဦးပါလေးတီရှူလေးပဲစကလေးတီရှူလေးနဲ့တော့လိုက်ပါဦးဟုတ်ပြီပြီးရေတောက်ပေးပါဦးဟုတ်ပြီအဲ့လိမ့်ပါတယ်ပကံလေးကိုစပ်ပြင်ပကံလေးကိုဘယ်နာတော့ထားမလဲမင်းစပ်ပြီးပကံဘယ်နာတော့ထားမလဲ Busy. ပေးစင်ဟုတ်ပြီပေးစင်တော့ထားစပ်ပြီးလားNo, la parte yo. ရပြီကလာပေးစင်မှာထားလိုက်ပေးစင်မှာတော့ထားလိုက် Busy te va a cater ya, mamá. ဝါကာရရတာယူလိုက်ပေးစင်မှာထားလိုက် Todo va a cater ya, una de. Todo no conoce. Mamá, estoy con busy te. ဟုတ်တယ်ပေးစင်မှာထားမယ်ကဲထားလိုက်အောက်ကပြုတ်ကြတာခောက်စားလိုက်သေးတယ်ခုံမကြတာခောက်စားလိုက်သေးတယ်ဩတကယ်ရပေးစင်မှာထားလိုက်โอเคဆေးမယ်မဆေးမယ်ကဲအခုဆေးလိုက်မယ်ကဲဟိုဟာလေးရေခွက်လေးပဲထားလိုက်ပေးစင်မှာဟုတ်တယ် thank you ပါ